မြန်မာနိုင်ငံမှာရှိတဲ့ရေပြအိုင်တွေကမှတဘာဝအလှတရားတွေနဲ့ပြည့်နှက်နေတယ်လို့ဒေသခံတွေရဲ့ယုံကြည်မှုတွေနဲ့ပါထုံမွန်ထားတဲ့ရှမ်းပြည်နယ်ရွာငံဒေသကမြသပိတ်ရေပြအိုင်အကြောင်းလည်းပြောပြချင်ပါသေးတယ်။တောတောင်ရေတံခွန်တွေနဲ့ကန်တွေပေါများတဲ့ရွာငံဒေသမှာရေကြီးလင်းလွန်းတာကြောင့်ရေကန်ထဲမှာရှိတဲ့အရာတွေကိုအတိုင်းသားမြင်တွေ့နေရတဲ့ရေပြအိုင်တစ်ခုရှိပါတယ်။တောကြီးမြတ်မဲတွေတရားဓမ္မအားထုတ်လို့သူတွေပျော်မွေတဲ့ဒီလိုဒေသမှာမှအပြာရောင်တန်းနေတဲ့မြသပိတ်ရေပြအိုင်ကလည်းလာရောက်လက်ပတ်လို့သူတွေကိုဆွဲဆောင်လို့နေပါတယ်။မြသပိတ်ရေပြအိုင်ရဲ့အယောင်ကတော့တိတိတတာကိုပြနှမ်းနေတာမျိုးပါ။ရေပြအိုင်အနီးမှာတော့တောကောင်တွေပေါများတယ်လို့မြန်မာလူမျိုးတို့ရဲ့ယုံကြည်ကိုးကွယ်မှုအရာပို့ကိုယ်သူတွေစောင့်ရှောက်နေရလို့လည်းယုံကြည်ကြပါတယ်။အထူးခြားဆုံးကတော့နောက်ပွဲမဲ့အရင်မရိယမြတ်စွာဘုရားရှင်ရဲ့မြသပိတ်ကြီးကံအောက်ခြေမှာရှိတာကြောင့်ရေတွေပြနေရတယ်လို့ဒေသခံတွေကယုံကြည်ကြတာပါ။ရေပြအိုင်နဲ့အနီးပတ်ဝန်းကျင်ကိုပါအမိုင်းမစွတ်ဖြစ်ကြပဲရေကန်ထဲကိုလည်းရေစင်းကူးခွင့်ပိတ်ပင်ထားပါတယ်။ခုချိန်ဒီမိသူတဦးတယောက်မှရေကန်ရဲ့အောက်ခြေအနက်ကိုအတိအကျမသိကြရသေးပါဘူး။စမ်းကြယ်လုံးနဲ့ရေပြအိုင်တစ်ခုလို့ပြောရမှာပါ